moisturizer တွေအများကြီးထဲမှာဘာလို့ The Mist Essential ထုတ်ထားတဲ့ Triple Glow Hydration Moisturizer ကိုရွေးချယ်တင်တာလဲဒီဗီဒီယိုလေးမှာတော့ဒီ Triple Glow Hydration Moisturizer မှာပါဝင်တဲ့ ingredients တွေကကိုဘလို့အကျိုးကျေးဇူးတွေရရှိစေမလဲဆိုတာကိုအချက်၄ချက်နဲ့ပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအချက်ကတော့သူ့မှာပါဝင်တဲ့ squalane နဲ့ sodium hyaluronic ကအသားရည်ကိုအဆူတက်ပြေဝပြီး healthy look လေးဖြစ်နေစေအောင်ဒါမှက skin barrier ကိုလည်းအားဖြစ်ပြီးလို့ပုံမကောင်းမစေပါတယ်ဒုတိယအချက်ကတော့သူ့မှာ niacinamide 3% နဲ့ premium ingredient တစ်ခုဖြစ်တဲ့ Bifida Farmer Filtrate 7% ပါဝင်တာကြောင့်မို့လို့အသားရည်ကိုကြည်လင်ပြီးအမဲဆက်ကင်းစင်စေအောင်ဒါမှကပဲနဲ့ငကိုချက်3ဆပို့ပြီးတော့ glow စေမှာပဲဖြစ်ပါတယ်တတိယအချက်ကတော့သူ့မှာပါဝင်တဲ့ jojoba seed oil ကစိတ်ကမှုလုံးဝမရှိစေဘဲနဲ့ lightweight ဖြစ်နဲ့အသားရည်ရဲ့အဆူတက်ကိုထိန်းညှိပေးမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့၄ချက်မြောက်ကတော့နောက်ထပ် premium ingredient တစ်ခုဖြစ်တဲ့ actine က UV rays တွေလိုမျိုးပတ်ဝန်းကျင်ညဉ့်ညမ်းမှုဒဏ်နဲ့အသားရည်ကိုကောင်းကောင်းကာကွယ်ပေးထားနိုင်ပါတယ်ကိုယ်မှာရှိတဲ့ moisturizer နဲ့အဆင်ပြေနေပေမဲ့ရာသီဥတုပြင်းထန်လာတဲ့အခါတွေကိုအပြင်သွားပြီးတော့လေထုညဉ့်ညမ်းမှုတွေဖုံဖုံနေနဲ့ထိတွေ့မိတဲ့အခါတွေမှာ breakouts တွေဖြစ်လာတာမျိုးကြုံမှုချလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒီအရာတွေကို actine ကအကောင်းဆုံးကာကွယ်ပေးထားနိုင်တာမို့လို့ဘယ်လိုပတ်ဝန်းကျင်ညဉ့်ညမ်းမှုဒဏ်မှာလုံးဝစိတ်ပူစရာမလိုတော့ပါဘူးအခုပြပြသွားတဲ့အချက်၄ချက်အရာဒီ Triple Glow Hydration Moisturizer လေးက product တစ်မျိုးနဲ့ဆိုပေမဲ့ရေတက်ဖြစ်ပြီးတော့မကပဲနဲ့ benefits တွေအများကြီးရရှိစေနိုင်တယ်ဆိုတာကိုအားလုံးပဲသိတော့ပြီလို့ထင်ပါတယ်ဒါကြောင့်မို့လို့ moisturizer ကောင်းကောင်းလေးရှာနေရဆိုလို့ရှိရင် skin barrier ပိုကောင်းလို့သုံးဆတိုး glow ကိုရမစိကတ်တဲ့ Triple Glow Hydration Moisturizer လေးကိုရွေးချယ်လိုက်ပါ